အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အချစ်ရေးမှာရိုက်ပါစင်ရဖို့ပါလို့အရေးကြီးတာလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အချစ်ရေးဆိုတာလူတစ်ယောက်ရဲ့ဘဝကိုအလွန်ပြောင်းလဲပေးနိုင်တဲ့အရေးကြီးဆုံးအရာတွေထဲကတစ်ခုဖြစ်ပါတယ်ဒါကြောင့်ရိုက်ပါစင်ကိုရွေးချယ်နိုင်ခြင်းကဘဝတစ်ခုလုံးကိုတက်ရောက်မှုရှိစေနိုင်တဲ့အဓိကအချက်တစ်ခုလည်းဖြစ်ပါတယ်ရိုက်ပါစင်ဆိုတာတင့်ကိုပဲချစ်တာမဟုတ်ပဲတင့်ဘဝတိုးတက်ရေးစိတ်ပိုင်းဆိုင်ရာအေဂျင့်ရေးအနာဂတ်အောင်မြင်မှုတွေကိုပါအတူတကွတိဆောက်နိုင်တဲ့လူတစ်ယောက်ကိုဆိုလိုပါတယ်ဥပမာအားဖြင့်အောက်ပါအချက်လက်တွေနဲ့ပြည့်စုံတဲ့သူကိုရိုက်ပါစင်လို့သတ်မှတ်နိုင်ပါတယ်နံပါတ်1တင့်ရဲ့ဖြစ်တည်မှုကိုလက်ခံတဲ့သူလူတိုင်းမှာအားနည်းချက်ချို့ယွင်းချက်တွေရှိတတ်ပေမဲ့မှန်ကန်တဲ့လူတစ်ယောက်ကအဲ့ဓာတွေကိုပြောင်းလဲခိုင်းဖို့မဟုတ်ပဲနားလည်ပေးပြီးအားပေးတတ်ပါတယ်ဒီလိုဆက်ဆံရေးမျိုးမှာတင်ဟာကိုတန်ဖိုးကိုပိုပြီးခံစားရပြီးစိတ်အေးချမ်းမှုလည်းရရှိနိုင်ပါတယ်မမှန်ကန်တဲ့လူနဲ့ဆိုရင်တော့အမြဲကိုပြောင်းလဲဖို့ဖိအားရှိနေပြီးစိတ်ပင်ပန်းမှုများလာတတ်ပါတယ်နံပါတ်2တင့်ကိုတိုးတက်အောင်ကူညီပေးတဲ့သူသူတို့ကတင့်အိမ်မက်တွေကိုအားပေးပြီးလိုအပ်တဲ့အချိန်မှာအကြံပေးနိုင်တဲ့သူပဲဖြစ်ပါတယ်အချစ်ရေးကစိတ်ပျော်ရွှင်ဖို့အတွက်တင်မဟုတ်ပဲကိုယ်တိုင်ကောင်းမွန်လာဖို့အောင်မြင်မှုစီကိုချင်းကပ်ဖို့အထောက်အကူဖြစ်ဖို့လိုအပ်ပါတယ်ရိုက်ပါစင်နဲ့ရှိတဲ့ဆက်ဆံရေးကတင့်ကိုနောက်ကျမသွားစေပဲတိုးတက်မှုကိုဖြစ်စေပါတယ်နံပါတ်3စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးတဲ့သူမှန်ကန်တဲ့လူတစ်ယောက်နဲ့ချစ်တဲ့အချစ်ရေးမှာတင်ဟာမစိုးရိမ်ရတန်တရားမဝင်ရမကြောက်ရွံ့ရပဲအေးချမ်းစွာနေနိုင်ပါတယ်သူတို့ကတင့်ကိုလှည့်ဖျားမဲ့လူမဟုတ်တလို့စိတ်ထိခိုက်စေမဲ့အပြုအမူတွေကိုလည်းမလုပ်ပါဘူးဒီလိုလုံခြုံမှုရှိခြင်းကတင့်စိတ်ကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်နံပါတ်4အချိန်နဲ့အတူတည်မြဲနိုင်တဲ့သူအချစ်တစ်ခုကိုတည်မြဲစေဖို့အတွက်ခံစားချက်တစ်ခုတည်းနဲ့မလုံလောက်ပါဘူးအဓိကတော့နားလည်မှုယုံကြည်မှုလေးစားမှုတို့လိုအပ်ပါတယ်ရိုက်ပါစင်နေဆိုရင်အဲ့ဒီအချက်တွေဟာတဘာဝအတိုင်းတည်ဆောက်နိုင်ပြီးအချိန်ကြာလာလဲမလျော့နေပဲပိုမိုတိုးတက်လာတတ်ပါတယ်နောက်ဆုံးအနေနဲ့ရိုက်ပါစင်ကိုရွေးချယ်နိုင်ခြင်းကတင်ဘဝတစ်ခုလုံးကိုအကျိုးရှိစေတယ်ဆိုတာမမေ့သင့်ပါဘူးဘဝမှာမှန်ကန်တဲ့လူတစ်ယောက်နဲ့တွေ့ရှိရင်တော့တင်ဟာပိုပြီးပျော်ရွှင်စေနိုင်ပြီးဘဝကိုအတိတ်ပဲရှိရှေ့ဆက်နိုင်မှာပဲဖြစ်ပါတယ်အချစ်ရေးမှာရိုက်ပါစင်ကိုရွေးချယ်နိုင်ခြင်းကတင့်ရဲ့စိတ်အေးချမ်းမှုတင့်ရဲ့တိုးတက်မှုအနာဂတ်အောင်မြင်မှုတို့အတွက်အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်အချစ်တစ်ခုကမှန်ကန်တဲ့လူအချင်းချင်းတွေ့မှသာအမှန်တကယ်အတိတ်ပဲရှိလာနိုင်တာပါ